အမတို့ပြောကြရှိရဲ့ ဟုတ်တော့ဘာပြောရအောင် ဟိုတိုင်စရာရှိတာအမ ဟာညီနော်ငါပြောပြမယ်နော်ပြီးရင်ငါနာမည်ဖြတ်တယ်ဖြစ်အောင်မယ်ငါပြောပြမယ်မင်းကလေဇမာလည်းမဟုတ်တော့နေတိုင်မာလင်းဖြစ်နေနော်ဟိုကလာတိုင်လိုက်ဒီကလာတိုင်လိုက်ခုဘာတိုင်အောင်မအောင်ပြော အမသမီးကဇမားလေးမကလို့တိုင်မာလေးဖြစ်အမအလိုလိုက်ထားတဲ့ကရုံးမကလေအရင်နေ့တော့ကျတော့စပန်နေဝတ်လာခဲ့တယ်ယူနီဖောင်းဝတ်လာဦးဒီနေ့ကျတော့ရှင်လေတခြားကြီးဝတ်လာခဲ့တယ်လိုက်ပြမခေါ်ဆိုခေါ်ပေးမယ်သမီး ခေါ်စမ်းကောင်မလေးမဟုတ်တော့ဘူးအကောင်မလေးကလေငါအလိုလိုက်ထားတော့နည်းနည်းကိုဒီကောင်မလေးကရောက်တက်နေတာနော် ကရုံးလား ဘာလဲတိုင်မလေးအမကိုဘာတိုင်ပြောထား လာပါမစင်လာခဲ့အမဒီမှာ အမ oh my sister I miss you so much မင်းငါပြပြမယ်နော်မျက်နှာပြောင်နဲ့နော်မျက်နှာတောင်ပြောင်မြောက်ပြောင်နဲ့အပြည့်ရှေ့ရတုံးကလည်းစပန်ဝမ်းဆက်တွေနဲ့အလုတ်ကိုလာတယ်အခုလည်းခြိတဲ့အင်ကြီးနဲ့လာပြန်ပြီဒါပါလောက်တာအောင်နေ အဲ့ဒီလိုရှိပါရဲ့အမရဲ့ မသူဆွဲတော့မှယုံနေ ချွဲရမဟုတ်ပါဘူးအမရဲ့တမီတကယ်ခံစားချက်အစ်စ်မအောင်ပြပြမလို့ပါအမရဲ့ အိုက်တင်တွေလောက်ပြန် တမီဝတ်ထားတဲ့အင်ဂျီကလေးကလေတမီဂုံရင်ဝင်ရနေပြီးတော့ဝယ်ပြီးတော့ဝတ်ထားပါအမရဲ့ ညို့ဆိုင်